ဒီနေ့မှာတော့ကိုစိတ်ယုံမှမသိပဲနဲ့လူတစ်ယောက်ကိုအချစ်ကြီးရှိမိနေတဲ့စိတ်ကမလေးအားရအကြောင်းရိုက်ကူးထားတဲ့ရုပ်ရှင်ကားလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ကျွန်မဘဝမှာအမှတ်ရဆုံးအချိန်တစ်ခုရှိရလေ။ဒါကတော့ပထမဆုံး George ကိုစတွေ့ခဲ့တဲ့ချိန်ပေါ့။သူ့စတိုးဆိုင်မှာတွေ့ခဲ့ရလေ။ဒုတိယနေ့ကတော့ကျွန်မသူ့ကိုတက်ခဲ့တဲ့နေ့ပေါ့။ကြိုက်ပြီးမကြခင်မှာပဲ George ကသူ့ရဲ့တငယ်ချင်းကိုခေါ်သွားတယ်။ဒါကတော့ကတ်ပါကရဲ့ရေးသားစာကေပါဒီအရင်ပိုင်နေသူပေါ့ပတ်ထရစ်ကလည်းကျမတို့ကြိုးစိုးသလိုမျိုးပတ်ထရစ်ရဲ့ရေးသားဖြစ်တဲ့အီလန်ကလည်းကျမတို့ကိုနည်းနည်းတွေ့ကြိုးစိုးပါတယ်ညရောက်တော့ပတ်ထရစ်ကသူအီလန်နဲ့ဘယ်လိုစတွေ့ခဲ့တယ်ဆိုတာကိုပြန်ပြီးပြောပြပါတယ်အဲ့ဒီအချိန်မှာပဲသူအီလန်ကိုတကယ်ချစ်မိသွားတယ်လို့ပြောပါတယ်ပြောရမယ်လေသူတို့က LGBT တွေပေါ့ညရောက်တော့ကျမတို့ကကြရတယ်လေကတ်နဲ့တွဲကနေတဲ့ကြောကိုကျမတဝင်ထိုးပြီးတော့သွားဆွဲခေါ်လိုက်တယ်။မနမိုးလေးရေကန်ပေးမှသွားပြီးအပန်းဖြေကြမယ်လို့ကျမကို George ကပြောထားတယ်လေ။ဒါမဲ့သူကအရင်ကကြာနေတယ်သူမလိုက်နိုင်ဘူးလို့ပြောတယ်။ကျမကိုတယောက်တည်းလွတ်တာပေါ့။ဒီလိုနဲ့ကျမတယောက်တည်းရေကန်ပေးကိုရောက်သွားတဲ့အချိန်ဘယ်ရောက်နေမှမသိရတာတခြားအောင်ကျမဘောင်းမီအခက်ထဲကတွေ့ခဲ့။စာကြီးလေးတယောက်တည်းပန်းလာပြေးတယ်။ကျမထပြန်မယ်လို့တော့သူ့အဖော်လုပ်ပြီးဘူးမပြန်ပါနဲ့ဘူးပြောတယ်။ငါပခုံးစားခွင့်လိမ်ပေးပါလားငါလက်မမီလို့သူကပြောတော့ကျမကလည်းရပါတယ်ပေါ့ဒါမဲ့သူကရုံးမှဘူးကြံတယ်လေအိမ်ပြန်လာတော့ကျော်ကနေဘာလုပ်ခဲ့ရလဲမေးတော့ကျမအကုန်ပြောပြလိုက်တယ်ဒီလိုလုပ်လိုက်ရတာဒီနေ့ဝေးရမှာဆိုးလို့ပါအဲ့ခံစားချက်ကငါလေဝေးညစ်ကန်ရတဲ့ခံစားချက်ထပ်ပို့ပြီးတော့ဆိုးတယ်ငါနေနေဝေးရမှာကြောက်တယ်ငါနဲ့အရန်ချစ်တယ်အဲ့ဒီအချိန်မှာပဲကျော်အိုင်ရစ်ကိုအိတ်တော်လို့အမိန်ပေးလိုက်ပါတယ်အိုင်ရစ်ရဲ့ခြေထောက်တွေလက်တွေကိုတေချာချီလိုက်ကြတယ်George ကထတော့လို့အမိန်ပေးလိုက်တာနဲ့တပြိုင်နက်အိုင်ရစ်ကသူကပြောနေတဲ့စကားကိုဆက်ပြောတယ်။ဘာလို့ငါ့ကိုတိုးချီထားတာလဲ။အခုလိုလုပ်လိုက်တာနင်းနဲ့ဝေးရမှာငါကြောက်လို့လေ။အခုငါအမှန်တိုင်းပြောပြပါမယ်။အိုင်ရစ်နေကစိတ်ရုပ်တရုပ်ပါ။ဒါကိုအိုင်ရစ်ကမယုံပါဘူး။သူယုံဖို့အတွက်ဒီနေ့ရာသီဥတုကိုပြောခိုင်းတော့အိုင်ရစ်ကတခါတည်းတန်းပြောနိုင်တယ်။ပြီးတော့အိုင်ရစ်ကိုထိန်းချုပ်ထားတဲ့ဆက်လေးကိုဖွင့်ပြီးတော့ဘာသာစကားမျိုးစုံပြောင်းပြီးတော့ပြောခိုင်းတယ်။သူတခါမှမလေးလာခဲ့တဲ့စကားတွေကိုသူကပြောတတ်နေလို့သူ့ကိုယ်သူအံ့ဩနေတာပေါ့သူကောလိပ်တက်ခဲ့ဘူးတာတွေသူဂျပန်ရောက်ခဲ့ဘူးတာတွေပြီးတော့သူတို့စတိုးဆိုင်မှာစတွေ့ခဲ့တဲ့အကြောင်းတွေကိုသူကပြောပြတယ်အဲ့ဒီမှတ်ဉာဏ်တွေကသူဖန်တီးထားတဲ့မှတ်ဉာဏ်အတူတွေသာဖြစ်ပြီးတော့အမှန်တကယ်သူတို့နှစ်ယောက်ဘယ်လိုစတွေ့ခဲ့လဲဆိုတာပြန်ပြောပြတယ်အမှန်တော့အိုင်ရစ်ကလိန်ဆက်ရုပ်တစ်ခုပါကျောကကုမ္ပဏီတစ်ခုကဝယ်ခဲ့တာလေသူ့ကိုသူဆက်ရုပ်မှမတည်ရဲ့ဆက်ရုပ်တရုပ်ပေါ့သူတို့နှစ်ယောက်ကြားထဲမှာဘယ်ကနေဘယ်လိုစတွေ့ခဲ့တယ်ဆိုတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကိုဖန်တီးပေးရပါတယ်။ဒါကိုကျောကဖန်တီးရတာပါ။ပြောရမယ်ဆိုရင်တော့ဇာတ်လမ်းအတူပေါ့။ဒါကြောင့်အိုင်ရစ်မှတ်ဉာဏ်တွေကပျော်ရွှင်ရသောအချိန်ဖြစ်တဲ့ကျောနဲ့စတွေ့ခဲ့တဲ့အချိန်လေးတစ်ခုကဇာတ်လမ်းအတူတစ်ခုသာဖြစ်နေပါတယ်။ဒီဇာတ်လမ်းလေးပြုလုပ်ပြီးတော့နဲ့အိုင်ရစ်ကလူတစ်ယောက်လိုပြုမှုသွားတော့မှာပါ။ဒါပေမဲ့ကျောကအိုင်ရစ်နေရွယ်နောက်ကနေရာလေးကိုလက်မနဲ့ဖိလိုက်ရင်တော့အရာအလုံးကအစ်စ်ကပြန်ဖြစ်သွားမှာပါဒါပေမဲ့လည်းအိုင်ရစ်ကအခုထိနားမလည်သေးပါဘူးငါစိတ်လိုလက်တယ်ဝမ်းနည်းလက်တယ်ပြီးတော့နာကျင်တာကိုလည်းသိရပြီးတော့ငါမျက်ရည်လည်းကျနိုင်တယ်ဒါတွေကဖန်တီးထားတာတွေဖြစ်ကြောင်းပြီးတော့မျက်ရည်အတွက်ခန္ဓာကိုယ်ရဲ့ရေအနှဲငယ်ထည့်ပေးရကြောင်းကျောကပြောပြပါတယ်ဒါပေမဲ့လည်းတနာစရာကောင်းပြီးကျောအရန်ချစ်တဲ့အိုင်ရစ်ကအိမ်ကိုပြန်ဖို့ပဲပြောနေပါတယ်ဒီအချိန်မှာကဝင်လာပြီးတော့နင်ဒီဆက်ရုပ်ကိုအခုထိမပိတ်သေးဘူးလားလို့ပြောလိုက်ပါတယ်အိုင်ရစ်ကသူ့ကိုမပိတ်ဖို့တောင်းပန်တာပေါ့သူနှစ်ယောက်အပြင်မှာထွက်စကားပြောနေတော့အိုင်ရစ်ကလွတ်ဖို့နီလန်းရှာရလေဒီလိုနဲ့ပဲအိုင်ရစ်ကသူ့ကိုထိန်ချုပ်တဲ့ဆက်လေးကိုယူပြီးထွက်ပြေးသွားပါတယ်စာကေတည်သွားပြီဆိုတော့စာကေရီစာစာကေရဲ့မီးကန်တစ်ထောင်ကိုဖွင့်ပါတယ်အမှန်တော့ဒါတွေအကုန်လုံးအကျိုးတင်ကြံစီထားတာဖြစ်ပြီးတော့အိုင်ရစ်ဘောင်းမီရာကို George ကိုယ်တိုင်ကပဲဓာတ်ထည့်ပေးလိုက်တာပါဒါကိုအီလိုင်းနဲ့ပတ်ထရစ်ကတော့မသိပါဘူး။ဒါကြောင့်အီလိုင်းကငါတို့နှစ်ယောက်ကိုဘာလို့ခေါ်လာတာလဲလို့မေးတော့ George ကဇလန်းပို့ပြီးတော့ပြပြင်သွားအောင်လို့ပြောပါတယ်။ဒါပေမဲ့မင်းတို့ကငါဝေသူပေးမှာပါ။၃ပုံပေါ့။အဲ့လိုပြောတော့အီလိုင်းက၄ပုံမဟုတ်ဘူးလားဆိုတော့မဟုတ်ဘူးလေ။ပတ်ထရစ်ကမပါဘူးလို့ပြောလိုက်တယ်။အမှန်တော့ပတ်ထရစ်ကလည်းစိတ်ရုပ်တည်းဟုတ်ပါ။တစ်ဖက်မှာအိုင်ရစ်ကသူ့ကိုထိန်းချုပ်တဲ့ဆက်ကလေးကိုလေးလာနေပါတယ်။မျက်လုံးရောင်တွေကိုလိုသလိုပြောင်းလို့ရတယ်လို့အတောင်ကိုလည်းလိုသလိုပြောင်းလို့ရပါတယ်
သူ့ရဲ့ညံရီကိုလည်း40ရာခိုင်နှုန်းကနေပြီးတော့100ရာခိုင်နှုန်းအထိတင်လိုက်ပါတယ်အဝေးတင်သွားတဲ့ Eli နဲ့ Patrick ကလည်း Iris ကိုလိုက်ရှာနေပါပြီမင်းငါအပေါ်တော့အခုလိုမလုံးလောက်ဘူးမလားမင်းဘာတွေပြောနေရလဲလို့မေးတော့ Patrick ကသူ့ကိုသူစိတ်ယုံမှန်းသိကြောင်းပြီးတော့သူတို့ပထမဆုံးစတွေ့ခဲ့တဲ့နေ့ကိုသူအခုချိန်ထိမှတ်မိနေတော့မယ်ဆိုပြီးတော့ပြန်ပြောပြတယ်သူတို့နှစ်ယောက်ကပါတီပွဲတစ်ခုမှတွေ့ခဲ့တာပါဒါကလည်း Eli ဖန်တီးထားတဲ့ဇာတ်လမ်းတစ်ခုသာဖြစ်ပါတယ်သူတို့နှစ်ယောက်ကအယောင်ကိုချစ်ကြတဲ့ဆောင်တွဲတွေပါIris အပေါ်ကိုကြောလုပ်ခဲ့တဲ့လိုမျိုးသူ့အပေါ်ကိုလည်း Eli အဲ့လိုလုံးမအောင်သူကကြိုးရင်နေတာပါသူတွေတော့မှအဲ့လိုလုံးမမဟုတ်ကြောင်းနဲ့ Patrick ကိုလည်းရမ်းချစ်ကြောင်းပြောပါတယ်သူတို့နှစ်ယောက်နန်းနေတဲ့အချိန်မှာ Iris ရဲ့ဖုန်းတောင်ကြားသွားတယ်လေIris ကိုလည်းပဲနေ Eli ရမတော်တစားတနက်နဲ့ပြစ်ခံလိုက်ရတယ်Iris ကကြောရဲ့ခါနဲ့ထွက်ပြေးပြီးမှကြောအထံမဟုတ်လို့ကားမောင်းလို့မရပါဘူးကြောရဲ့တန်နဲ့တူအောင်လို့ပြင်နေတဲ့အချိန်ကြောကလည်းကားမှန်ကိုထုတ်ပြီးတော့မရရအောင်ဖွင့်နေပါတယ်နောက်ဆုံးမှာတော့ Iris ကထွက်ပြေးနိုင်ခဲ့ပါပြီ။ကျောကကားခိုးခံရတယ်လို့တိုင်လိုက်တော့လမ်းတစ်ဝက်မှာနေကားကရက်သွားတယ်။ Patrick အခု Iris ကိုတွားချလာခဲ့။ Eli ထေသွားပြီးဖြစ်တဲ့အတွက် Patrick ကလုံးမလို့တော့ပါဘူး။ကျောကသူ့ရဲ့စကားကိုနားထောင်မှုအတွက်စက်ကိုအသေးကပြန်ဆပါတယ်။ပြီးတော့သူတို့နှစ်ယောက်ကြားထဲမှာဇလန်းအထုတစ်ခုထပ်ဖန်တီးရပါတယ်။အခုဆိုရင် Patrick နဲ့ကျောကရီစားတွေဖြစ်ပြီးတော့ Patrick ကလည်းကျောရဲ့စကားကိုနားထောင်သွားမှာဖြစ်ပါတယ်။နောက်ဆုံးမှာတော့ Iris ကပန်းခံခဲ့ရပါပြီ။ကားတူဝေသူယူပြီးတော့ဒီအိမ်ကနေထွက်ခွာသွားတော့မှဖြစ်ချောင်းပြောတော့ကျောကသဘောမတူပါဘူး။ဒါလို့မရတဲ့အတွက် Patrick ကသူ့ကိုတတ်လိုက်ပါတယ်။အခုဆိုရင်ကတ်လည်းမရှိတော့ပါဘူး။နာကျင်မှုကိုနေခံစားနိုင်တယ်လို့ပြောခဲ့တယ်နော် Iris ။ဒါဆိုရင်ငါအခုနေ့ကိုလက်တွေ့ပြမယ်။ဒီလိုနဲ့ကျောကလက်ကိုမီးပေါ်တင်ကို Iris ကိုမိန်ပေးလိုက်ပါတယ်။ကျောကဒီလိုနဲ့ Iris ကိုနှိပ်စက်တော့တာပေါ့။နောက်ဆုံးမှာတော့ကျောက Iris ကိုကိုတနက်နဲ့ပြန်ပြေဖို့မိန်ပေးလိုက်ပါတယ်။ဒီလိုနည်းနဲ့အရှိကြီးရဲ့စရုံမလေးကအဆုံးသတ်သွားခဲ့ရပါပြီ။စရုံကုမ္ပဏီကလူတွေကလည်းပျက်စီးသွားတဲ့စရုံမလေး Iris ကိုပြန်လာခဲ့ပါတယ်။ဒီလူကြီးကကုမ္ပဏီရောက်ရင်ပျက်စီးသွားတဲ့စရုံရဲ့မှတ်တမ်းတွေကိုပြန်ကြည့်မယ်လို့ပြောပါတယ်။ဒါကြောင့်ကျောကကြောက်နေပါပြီ။မှတ်တမ်းတွေကဘာလို့လဲဆိုရင်ခေါင်းထဲမှာမဟုတ်ပဲဗိုက်ထဲမှာရှိနေလို့ပါ။ပြောရမယ်ဆိုရင် Iris ရဲ့မျက်လုံးက CCTV လိုမျိုးအရာအလုံးကိုမှတ်တမ်းတင်ထားတာမျိုးပေါ့။ Iris ကိုကားနောက်မှာအားသွင်းထားပြီးသူတို့ပြန်ဖို့လုပ်ကြတော့လမ်းမှာ Patrick ကိုတွေ့ရလေ။ပြီးတော့ Patrick ကသူတို့နှစ်ယောက်လုံးတက်ပစ်လိုက်ပါတယ်။ဒါတွေအကုန်လုံးကကျော်ရဲ့အကြံတွေကြီးပါပဲ။အားသွင်းထားတာတရားပြည့်သွားတဲ့အတွက် Iris ကလည်းပြန်နိုးလာခဲ့ပါပြီ။ဒီတစ်ခါမှာတော့ Patrick က Iris ကိုတကယ်တတ်တော့မှာပါ။ကျောကနေ့ကိုတကယ်မချစ်ဘူး။နေ့ကိုတောင်းချနေတာ။သူ့ကိုမမှတ်မိဘူးလား။အဲ့ဒါနေရမ်းချစ်ရတဲ့ Eli လေ။ဒီနေ့ Eli နဲ့ကရမ်းချစ်ချတဲ့ဆောင်တွဲလေ။နောက်ဆုံးမှာတော့ Patrick ကအကောင်လုံးပြန်တတိယသွားပါတယ်။ Eli မရှိတော့တဲ့ဘဝကြီးမှာ Patrick လည်းတယောက်တည်းမနေချင်တော့ပါဘူး။ခုဆိုရင် Patrick လည်းမရှိတော့ဘူးလေ။ကျောက Iris ကတနက်နဲ့မဖြစ်ရဘူးလေ။ဒါကြောင့် Iris ကထပ်ပြီးတော့နှိပ်စက်ခံရပြန်ပါတယ်။ဒါကတော့ကျောကို Iris တက်ခါနေပြောခဲ့တဲ့စကားလေးပါ။ဒီစကားလေးကိုကြည့်ပြီးကျောကို Iris ကဘယ်လောက်ချစ်လဲဆိုတာသိနိုင်ပါတယ်။နှလုံးသားနဲ့ချစ်ခဲ့ရတဲ့လူတစ်ယောက်ကိုအုံနောက်နဲ့အဆုံးတက်ရတာဘယ်လောက်နာကျင်လဲဆိုတာရှင်တို့လည်းသိမှာပါ။နောက်ဆုံးမှာတော့ Iris ကသူ့ရဲ့စိတ်ယူလက်ကလေးကိုကြည့်ပြီးတော့ရုပ်ရှင်ကားလေးလည်းအဆုံးသတ်သွားပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။